အဲ့နေရ तू อ่ะအဲ့မိမိကူကိုရဲ့ဒီပေါ့နော်အဲ့အခန်းကိုရိုင်းမယ်ဆိုတဲ့အချိန်မှာကူကဒီဇလိုင်းရဲ့သဘောအတိုင်းသူ့ရဲ့သဘောတဘာဝအကုန်စင်တာပေါ့ရှေ့မှာလည်းကြုံမှုတဲ့တာတေးတို့ပေါင်းထဲမှာအတွေ့အကြုံရှိတယ်အတွေ့အကြုံရှိလို့ဗာလဲဆိုတော့အဲ့ကားရီတုန်းကနေပြီးတော့ကိုကူညီပေးခဲ့တဲ့ဒီပေါ့ဒီဆရာပေါ့ထလန်းဆရာကိုကောင်းကျော်ဟိုကားတိုင်းခေါ်တယ်ဒီလိုကားမျိုးရိုက်မယ်ဆိုကိုဝိုင်းဆိုအရင်စနစ်တကျနဲ့ဟိုလိုချင်တာကိုပြောတဲ့နေရာမှာပါတယ်မရပြန်ဆိုတဲ့ဇက်ကားလေးကဘာတွေပါလာလဲဆိုတော့ဂမ်ဘီယာခန်းတွေပါလာတယ်ဟိုကိုဝိုင်းနဲ့ကျွန်တော်နဲ့လည်းဟိုတိုင်ပင်ဖြစ်တယ်ပေါ့နော်ခေါ်ပြောလေးတွေပြောတာဆိုတော့လေကျွန်တော်ကလည်းဒီဘက်မှာဘာသာရေးမှာတကယ်လဲကျွန်တော်ကထဲထဲဝင်လုံနေတာဟုတ်တေချာမာရတယ်မဟုတ်ဘူးနော်အဲ့အသားရပါတော့မလုံးနဲ့ကြံတဲ့ဟာတွေကတော့ပေါ့နော်တကယ်ကိုစင်လူနီးပါးပြောင်းတော့လိုချင်ဒါပေမဲ့အသားတော့သွားမတင်နဲ့အန်ဒီအများမှာဆိုလို့ဆိုပြီးမှားလာတယ်အမဲသားမဟုတ်ဘူးတဲ့စိတ်သားဆိုရားရဆိုတင်သွားတာတဲ့ကျွန်တော် site ကကျွန်တော်ဘာသာရေးရှုတော့အမြင်ကြတော့အဲ့လိုတားစိမ်းငါးစိမ်းတွေပါလာပြီဆိုရင်အဲ့ဒီအငြင်းအောက်တွေပါလာပြီဆိုအဲ့ဒီဟာတွေကဖြစ်တတ်တယ်ပြီးတော့မှကျွန်တော်ရိုက်ပြီးတော့မှအဲ့ဒီအသားတုံးကိုလမ်းလေးကွာစုံမှာတွားပြီးတော့ဆော့ရတာပေါ့နော်အုံးဆိုတဲ့အတိုင်းကြာဘာဖြစ်တာလဲပေါ့နော်ဘာမှမထိမခိုက်ပဲနဲ့ဘယ်သူမှလည်းမရှိပဲတဲ့အဲ့လိုတွန်းချလိုက်တယ်လို့သူ့ခေါင်းတော့ထိတာမိမိကိုခေါင်းအဲ့လိုထိတာမင်းသမီးဟာမဆောင်နိုင်မျက်ရည်ပဲကြာငိုတာပေါ့နော်သူ့ဝိတ်ကလည်းတော်တော်လေးတယ်အမှပြုတ်ကြပါဘောနော်ပြုတ်ကြရင်ကွက်ရှောင်းလို့မရလိုက်တော့ကွက်ဆိုပြီးမှဒီငါအုံပေါ့နားတဲ့ဒီအနောက်ကလေးနုတဲ့ညောင်ထိပါပေါ့သူလုံးဝခွေပြီးတော့သူလုံးဝအဲ့လိုအားနာရဆိုပြီးဖြစ်နေရပဲတိလိုက်တယ်ပြီးတော့သူ့ကိုထုတ်လာတာကိုမြင်လိုက်တယ်ပေါ့နော်သူ့ထုတ်လိုက်ပြန်ကျတော့သူ့ရေခဲတွေကတ်သူအောင်လန်းကရိုက်တဲ့အခါကျတော့အဲ့လိုပါလေအနှောက်အယှက်တွေဝင်တာပေါ့ဝင်ပြီးတော့မှအဲ့လိုမျိုးတွေဖြစ်ပြီးတော့တော်တော်လေးကိုဟိုအိုးကြွဖြစ်သွားတာပေါ့နော်နစီတောင်နည်းနည်းထိသွားတယ်နားလေဥတက်ပြီးတော့အဲ့လိုနားကိုသွားကြိုင်အောင်တော်တော်နာတာဆိုတော့အဲ့တုန်းကတော့ဟမ်ဆောင်နိုင်မနဲ့ငိုချလိုက်ဟီးမိရရတာပေါ့သူကလည်းမဖြေနိုင်လို့ကိုကစိုးရိမ်တာပေါ့ဒုက္ခပဲပေါ့ဒီနေ့ငါဆဲလို့တော့မရတော့ဘူးထင်တယ်ပေါ့နော်ပြီးတော့ဒီအိမ်မှာပဲတခုရှိနေတာလားဒါမှမဟုတ်ဘသူမားရတယ်အဲ့ဒီမှာတော့ခေါင်းထဲမှာတော်ကွာသွားပြီဘာလို့တော့မင်းသမီးကိုယ်တိုင်ဒီမှာငိုကြီးချက်မားနဲ့ဒီမှုတွေနဲ့ငါဒီလုံးဆက်လို့ရပါတော့မလားပေါ့ဖျောင်းနိုင်မီးကခေါင်းပေါ်ကြရင်တော့စပင်းလေးလောက်မယ်တဲ့နဲ့မီးကတက်ကြပြီးတော့တာရင်ကကိုပေါ်တီးတန့်ကြပါဘောနော်အဲ့ဒါတော့တကယ်ကိုတော့အမတ်တရလည်းဖြစ်တယ်အမတ်တရတော့အများကြီးပါပဲအဲ့ဒါတော့အမတ်ရဆုံးတဲ့တန်ရာလေးပေါ့ဒီအရှင်းတော့တောင်မြောက်စုံတဲ့နေရာအဲ့ဒီနေရာမှာသွားပြီးတော့ဒီတင်ထားတဲ့ဒီစိတ်သားတွေပေါ့တွားပြီးပြရတာဘယ်ပုံကမှလည်းဘယ်အနှောက်အယှက်မှလည်းမဝင်ပါနဲ့ဆိုပြီးတော့ဗောနော်ကျွန်တော်တို့အကုန်လုံးဝိုင်းပြီးတော့လှုပ်လိုက်ပါတယ်လှုပ်လိုက်တဲ့အခါမှာဟိုကားတွေထဲမှာတော့ဟိုဇလန်းတွေတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ဗျာဒီကဂမ်ဘီယာခန်းတွေတော်တော်များတယ်အယူကောင်းခောက်တဲ့ဟာဆိုလို့ရှိရင်တော့စက်သိမ်းထားစရာပေါ့တောက်လျှောက်ကလည်းဒီအခန်းဆိုရင်ဒီအခန်းနဲ့ပတ်သက်တာအကုန်ဖြတ်ရအောင်ကျွန်တော်ရဲ့ရှေ့မှာတည်းကဒီအောက်လန်ကိစ္စတွေဒီတရေခေါ်တဲ့ကိစ္စတွေမှာတောက်လျှောက်လုပ်ရတာတွေအရေးကြီးရဲ့စင်းတော်များဒီအခန်းမှာဖြစ်တဲ့အတွက်ကြောင့်မူထည့်ရတာတွေရောတစင်းအလိုက်ကိုဝိုင်းလဲရိုင်းပင်ပန်းပြီးရရှေ့ကနေတောက်လျှောက်ပြတာတောက်လျှောက်ပဲကင်မိတဲ့ပေါ့နော်ဟိုတစ်ခုချင်းစီအသေးစိတ်ကအစဒီမှာပါတဲ့ဟာတွေလိုချင်တာလေးပြောတဲ့ဟာလေးမှာကိုအမိလိုက်နိုင်ပါမလားဆိုတဲ့ strategy နဲ့အကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်ဟုတ်